မိတ်ဆွေတင်တဲ့ကျွန်တော်ယနေ့အချိန်အထိအသက်ရှင်နေနိုင်သေးတာဟာတိုက်ဆိုင်မှုတစ်ခုမဟုတ်ပါဘူးယနေ့အထိစားနိုင်တောက်နိုင်တာအိပ်စက်နိုင်တာနိုးထလာနိုင်တာဟာကျွန်ုပ်တို့ရဲ့အစွမ်းအစကြောင့်မဟုတ်ဘူးလို့ထိုက်တန်လို့လည်းမဟုတ်ပါဘူးအရာအားလုံးဟာဖျက်ခင်ရဲ့ယေရှုတော်တသက်ကြောင့်ဖြစ်ပါတယ်တခါတလေကျွန်ုပ်တို့အမှားလို့မိတယ်အားနေတယ်ဖျက်ခင်ကိုတော့မိတော်မိတယ်ဒါပေမဲ့ဖျက်ခင်ကကျွန်ုပ်တို့ကိုဘယ်တော့မှမစွန့်ပစ်ခဲ့ပါဘူးနေ့ရက်တိုင်းမှာကာကွယ်ပေးတယ်လိုအပ်တာတွေဖြည့်ဆည်းပေးတယ်ရှေ့ဆက်ဖို့ခွင့်အားပေးတယ်ဒါကြောင့်ဒီနေ့အထိတက်ရှင်ခွင့်ရတဲ့အတွက်နောက်ထပ်နေ့တစ်တနေ့ကိုမြင်တွေ့ခွင့်ရတဲ့အတွက်ဖျက်ခင်ကိုယေရှုတင်ကြပါစို့ထာဝရဘုရားကြီးကောင်းမြတ်တော်မူ၍ဂရုဏာတော်အစဉ်အမြဲတည်တော်ကြောင့်ယေရှု